ဩဝါဒခံယူရဲအခမ်းအနားအစီအစဉ်များတဲ့ပတ်သက်လို့တတိတော်လျှောက်ထားရပါတယ်ဗျာစီစဉ်တဲ့အခမ်းအနားဖွင့်လှစ်ခြင်းအစီအစဉ်နဲ့ရှစ်ပါးသီလခံယူဆောက်တည်ခြင်းအစီအစဉ်တော့ဆရာတော်ဓမ္မဩဝါဒခံယူခြင်းအစီအစဉ်လေးလူဝဲဝတ္ထုသင်္ကန်းဆက်ကရှင်အစီအစဉ်ကရေသက်ချမြတ်ပြီးလို့ခြင်းနဲ့အစီအစဉ်၆အခမ်းအနားအောင်မြင်စွာဒီမြောက်ကြောင်းဆုတောင်းဆုံးဖြတ်ခြင်းဖြစ်ပါတယ်အစီအစဉ်ရအခမ်းအနားဖွင့်လှစ်မှာဖြစ်တဲ့အတွက်ကျောက်လာတော့ဆရာတော်ဆရာတော်အရှင်ဒီမြတ်သူနဲ့တကွာဓမ္မမိတ်ဆွေကောင်းလုံးကနမောတတ္တသုံးကျင်ရွတ်ဆိုခန္ဓာဖွင့်လှစ်ပြီးတော်ကြပါရန်ဒီလိုတော့ပန်ကြားလျှောက်ထားပါဗျာနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဒီစဉ်ရာရှိပါသီလခံယူဆောက်တည်ရဖြစ်ပါတယ်သီလခံယူဆောက်တည်နိုင်မှုအတွက်ကြောက်ရတော့ဓမ္မမိတ်ဆွေပေါင်းမှာဩဃာတကတော်ယူအားတန်ရည်ညီညာရွတ်စုပူဇော်ကြောကြပါရန်ပန်ကြားအပ်ပါရခင်ဗျာဩဃာတဩဃာတဩဃာတကာယကံဝစီကံမနောကံသဗ္ဗသောတာသဗ္ဗိတောအတိတို့ကိုရောက်ပါစေခြင်းအကျိုးမှာတကယ်မှာလူကြီးရတတိယတတိတတိသုံးကျင်းကြပါဘုရားယေနာဘုရားယေနာသံဃာယေနာယေနာတော်မှာတို့ဒီဒီပါဘုရားမှာတို့ဟာဒီလိုလေးလေးရလက်တော်မူ၏ရှိခိုးပူဇော်ပူဇော်နိုင်သောရောမာတိရှင်ဗျာအနန္တငါအင်းကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏဤယရဏတော်မြတ်သုံးပါးတို့နှင့်တကွမိဘဆရာသမားတို့အားယိုသေးမြတ်တို့လက်ဆောင်မူ၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြရသောပူဇဝန္တပဏာမကုသိုလ်ကံစေတနာသတ္တပညာဝိရိယတို့ကြောင့်အန္တရာယ်ခတ်သိမ့်ဘေးခတ်သိမ့်ကြောင်းကြခတ်သိမ့်ရောဂါခတ်သိမ့်ဗျာပါဒခတ်သိမ့်တို့မှကင်းစင်၍မိမိတို့၏သီလသမာဓိပညာသိက္ခာသုံးရပ်ကိုကောင်းစွာဖြည့်ကျင့်ပြီးတော့အလိုရှိရာတောင်းတအပ်သောမအိုရာမနာရာမသေးရာမမွဲရာမကွဲရာဖြစ်တဲ့နိဗ္ဗာန်သို့မရောက်အောင်မရအောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်လွယ်နိုင်ကြသည်ဖြစ်စေဓာမိတံဝဒေထအာမဘန္တိဆိုရပြီနော်ဘာအရှင်ဘုရားထည့်เสียမလို့ဘူးနော်အဲ့တော့ပြန်ပြောမယ်ယမဟံဝရာမိတံဝဒေထနမောတတ္တဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတ
Buddham Dharanam Gissami Dhammam Dharanam Gissami Sangham Dharanam Gissami Buddham Dharanam Gissami Dhammam Dharanam Gissami Sangham Dharanam Gissami Dudiyambi Buddham Dharanam Gissami Dudiyambi Dhammam Dharanam Gissami Dudiyambi Sangham Dharanam Gissami Dudiyambi Buddham Dharanam Gissami Dudiyambi Dhammam Dharanam Gissami Dudiyambi Sangham Dharanam Gissami Dadiyambi Buddham Dharanam Gissami Dadiyambi Dhammam Dharanam Gissami Dadiyambi Sangham Dharanam Gissami Dadiyambi Buddham Dharanam Gissami Dadiyambi Dhammam Dharanam Gissami Dadiyambi Sangham Dharanam Gissami Tidarana Gamanam Paribhunam Panati Virami Vekaram Samadhiyami Adinadana Virami Vekaram Samadhiyami Adinadana Virami Vekaram Samadhiyami Mudravara Virami Vekaram Samadhiyami Durajaya Vidavara Virami Vekaram Samadhiyami Vidala Bodhana Virami Vekaram Samadhiyami Nisa, Ila, Vadita, Viduka, Rajana, Malaganda, Vilekana, Rayana, Manjala, Vigudana, Kana, Virami Vekaram Samadhiyami Uttravena, Mahadena, Virami Vekaram Samadhiyami Sividam Saza Manobi Teikha Badaham Nasa Zami Sividam Mimi Adego Saza Manobi Sonloya Nyadole Teikha Badam Song Tindo Teikha Buddha Jimyago Nasa Zami Masondo Bapaya Idami Bonya Adawakayam Wahan Hodu Imam Bonya Bagam Taba Dadanam Dima Abama Dina Damba Dita ဆရာဘုရားထံမှာဘောဝါဒခံရဖြစ်ပါလေဗျာဘောဝါဒကထာသင်ကြားပြီးတော့ကြွားရယူပြီးတော့ပန်ကြားလျှောက်ထားအပ်ပါဗျာဩဝါဒဆိုတော့ကြီးကျယ်လွန်းပါတယ်ဩဝါဒဆိုတာအဆုံးအမဘုရားရှင်ရဲ့ဘုရားရှင်တို့သုံးနှုံးနဲ့အဆုံးအမတွေဦးစင်းကတော့ဒီနေ့ဒါသာသနာပြုဘက်ညီတော်နောင်တော်တွေနဲ့အပြန်အလှန်ဆွေးနွေးညှိနှိုင်းပွဲအကြံပြုချက်လို့ပဲဒီလိုပဲမှတ်ထားပါနော်အကြံပြုချက်ပေးမယ်ဆိုတော့ခင်ဗျားတို့ဘာတွေလုပ်နေလဲသိဖို့လိုသေးတယ်အဲ့တော့ဒီနေ့တန်တွဲလူငယ်အဖွဲ့ကဘာတွေလုပ်နေကြတယောက်လျှောက်တာလျှောက်ဟုတ်ပြီရောဆက်တဲ့ကြောင်းရောဒီလိုရှင်ပြုရဟန်းငံပွဲအတွက်လာပြီးလာဝင်နေလားဥပဒကလူငန်းထွက်နေပါဗျာအကြံကာလမှာရှင်ပြုရဟန်းငံသူပေါင်းရှင်ပြုရဟန်းငံလုပ်ပြီးဖို့အစီအစဉ်ရှိပါတယ်ဗျာဟုတ်ပြီလောက်ပါပဲဗျာဒီလိုနောက်ထပ်အားရတော့ရာဥစ္စာကဏ္ဍလေးတွေပါဗျာအဲဒီနိုင်က
ဒါအရေးကြီးတယ်လေနော်နောက်အခမ်းအနားဆိုရင်တို့ကအခုဒီလိုဦးဇင်းတို့ရောက်ခိုက်ပေါ့လေဒါဦးဇင်းမှမဟုတ်ပါဘူးနော်သာသနာအတွက်စွမ်းစွမ်းတမန်စွမ်းဆောင်နေကြတဲ့သာသနာတော်ပေါ်မှာမြတ်နိုးတဲ့ဥဆောင်လမ်းညွှန်နိုင်တဲ့ဆရာကောင်းသမားကောင်းတွေတွေ့တိုင်းမိမိမျိုးနယ်ကကောနော်တခြားဒေသကလာတဲ့ပုဂ္ဂိုလ်တွေကောဘယ်လိုပုဂ္ဂိုလ်မျိုးပဲဖြစ်သာသနာအကျိုးရွတ်ဆောင်နေကြတဲ့ပုဂ္ဂိုလ်တိုင်းနဲ့အခုလိုတွေ့ဆုံပွဲတွေအပြန်လန်းညှိနှိုင်းပွဲတွေလုပ်ပေးဖို့လိုတယ်နော်ဒါဥစဉ်တပါးတည်းနဲ့လုပ်ရမယ့်ကိစ္စမဟုတ်အဲ့တော့ဥစဉ်အဓိကပြောချင်တာကခုလိုတွေ့ဆုံပွဲဆိုရင်ဒါအခမ်းအနားစီစဉ်ရတာတန်ခါဖြစ်တဲ့အတွက်ဩဃာသကြတော့မယ်7ပါးသီလတော်၎င်း5ပါးသီလတော်၎င်းခံယူမယ်ခံယူပြီးရင်မိမိတို့ရဲ့လှုပ်ဆောင်ချက်များကိုလျှောက်ထားမယ်ဟုတ်လားလျှောက်ထားပြီးတော့မှလမ်းညွှန်မှုခံယူမယ်အဲ့တော့ဦးဇင်းကတော့လမ်းညွှန်မှုဆိုတာတဲ့အကြံပေးစကားပေါ့နော်အဲ့တော့ဦးဇင်းတို့တွေသာသနာကိုယုံကြည်သက်ဝင်သူတိုင်းဟာသာသနာအတွက်တာဝန်ရှိတယ်ဟုတ်ကလားကောင်းပြီဒီမြေဒီရေပေါ်မှာပေါက်ဖွားလာတဲ့လူတိုင်းဟာဒီမြေဒီရေအတွက်တာဝန်ရှိတယ်လူသားများကမွေးဖွားလို့ပေါက်ဖွားလာတဲ့လူသားတိုင်းသည်လူသားအလုံးအတွက်ဒီလိုလေးအရင်သိထားတာဝန်ယူတတ်မှတရေကောင်းဟုတ်ပြီနော်တာဝန်ခံတတ်မှအရှင်သခင်ဒီစလုံးတွေမှတ်ထားတာဝန်ယူတတ်မှတရေကောင်းဆိုတာယောက်ျားဆိုရင်ယောက်ျားကောင်းမိန်းမဆိုရင်မိန်းမကောင်းလူသားဆိုရင်လူသားကောင်းအရေးကြီးတယ်နော်အရေးကြီးတယ်ဇင်းတို့များစွာသတိမထားမိတဲ့ကိစ္စတွေပေါ့ခုတို့မြန်မာနိုင်ငံကြီးကောဗုဒ္ဓသာသနာကောလူမျိုးအသီးသီးကောလူမျိုးဆိုတာဗမာလူမျိုးကနေတိုင်းရင်းသားအားလုံးရခိုင်ကရခိုင်လူမျိုးဟုတ်လားအားလုံးဟာprogress ဖြစ်ဖျို့ဖျို့ဖြစ်ယဉ်ကျေးမှုတွေအဲ့တော့ရိုးရာဓလေ့တွေထုံတန်းစင်လာတွေအမတန်ခန့်ညားထဲဝါခဲ့တဲ့ဒီလူမျိုးတွေဟာအခုချိန်မှာအားလုံးဗျံပရာဖြစ်နေတယ်ဆိုတာထူပြီးပြောစရာမလိုတော့ဘူးအကုန်သိတယ်အမျိုးချစ်တဲ့လူတိုင်းသိတယ်ဟုတ်လားအဲ့တော့ရခိုင်ရိုးရာယဉ်ကျေးမှုနဲ့ဓလေ့ထုံးစံစာပေတောင်မပြောက်အောင်အတော်လုံးနေရတာအရေးကြီးတယ်နော်အဲ့တော့ဒီလူမျိုးကပေါက်ဖွားလာရင်ဒီလူမျိုးတာဝန်ဟာငါမှရှိတယ်လို့အားလုံးတလို့တာဝန်ယူတတ်ဖို့လိုတယ်တာဝန်ယူတတ်မှတရေကောင်းတာဝန်ခံတတ်တာအရှင်သခင်ဥပမာဒီဖွဲ့ကြီးလုပ်နေတဲ့တန်တွဲလူငယ်ဖွဲ့တဲကတယောက်ပါသွားတယ်ဟာကျွန်တော်တို့အမားပါဗျာကျွန်တော်အမားပါသူတာဝန်ခံလိုက်တယ်သူတာဝန်ခံလို့ဒီဖွဲ့ကြီးရဲ့အရှင်သခင်ကသူပါဟုတ်လားသဘောပေါက်လားဟာဒီလူမျိုးတွေငတ်နေတယ်သူတို့ငတ်နေတာအကုန်လုံးကကျွန်တော်တာဝန်ကျွန်တော်သူတို့ကိုကျွေးနိုင်အောင်ကြိုးစားနေတယ်တာဝန်ခံထားတယ်ဟာသူကအရှင်သခင်သမရာကြီးဥက္ကဋ္ဌကြီးကအရှင်သခင်မဟုတ်ဘူးအမည်နာမကအရှင်သခင်မဟုတ်ဘူးတာဝန်ခံတတ်သူကပါလေတာဝန်ယူတတ်သူကတရေကောင်းနော်ဒီလူမျိုးတရားလုံးရဲ့တာဝန်ကိုယူထားတယ်ဘယ်သူမှပေးတာမဟုတ်ကိုယ့်ကိုယူရတာကိုယ့်ကိုယူထားတာဟမ်ဒီနေ့ငါတို့လူမျိုးတွေအောက်တန်းကျနေတယ်အောက်တန်းကျနေတဲ့လူမျိုးကိုအထက်တန်းရောက်အောင်ကျွန်တော်တာဝန်ယူထားတယ်ကျွန်တော်နိုင်သလောက်လုပ်မယ်အားလုံးကစွမ်းနိုင်သူတွေကြီးပဲရှင်းလားဟာဒီလူဘာလို့ပိုစွမ်းနေတယ်ဒီလူပိုစွမ်းတာမဟုတ်ဘူးဒီလူကပိုအလုပ်လုပ်နေတာနမူနာလေးတစ်ခုပြောပြမယ်အားလုံးထင်သာတဲ့ကိစ္စလေးတစ်ခုဖြစ်အောင်ဒီမန္တလေးမြို့မှာပရိယတ်တိဆရာတော်ကြီးများပူဇော်ပွဲဆိုပြီးတော့
ဒါမြန်မာနိုင်ငံမှာဒါပထမဦးဆုံးကျင့်ကျင့်ပါတယ်ပွဲနော်ဘယ်သူမှမလုပ်ခဲ့ဘူးဘာလို့ဘယ်သူမှမလုပ်ခဲ့ဘူးလဲဆိုတော့ပရိယတ္တိဆိုင်ရာပူဇော်ပွဲတွေများစွာလုပ်ခဲ့ဘူးတယ်အသက်ကြတိယအသင်းဆိုသက်ကြသေဟအသင်းကြီးကနော်ဇေတိယင်္ဂနဆိုဇေတိယင်္ဂနအသင်းကြီးကဒီလိုသူ့အဖွဲ့နဲ့သူ့အသင်းလောက်သာလုပ်ခဲ့ကြတာတနိုင်ငံလုံးသာသနာတရက်လုံးကိုစားပြုတဲ့ပွဲမရှိဘူးလိုအပ်နေတာနော်တကယ်ဆိုတော့ဗုဒ္ဓဘာသာနိုင်ငံကြီးဟိုအထက်တန်းကျောင်းတွေဟာလားတက္ကသိုလ်တွေတန်တွဲအာထာကတစ်ကဆိုတော့အာထာကတစ်ကျောင်းသားဟောင်းများမှာအာစီယပူဇော်ပွဲဟောင်းမယ်ဒီလိုလေးတွေဒါလုံနိုင်တာတကယ်ဆိုရင်မြန်မာတနိုင်ငံလုံးကျောင်းသားများမှာဆရာမများပူဇော်တဲ့အာစီယပူဇော်ပွဲနေ့ရှိကိုရှိနေရမြန်မာတနိုင်ငံလုံးဆိုင်ရာမိဘဆရာကြော့တဲ့နေ့အဲ့လိုအမျိုးတစ်မျိုးလုံးတနိုင်ငံလုံးလူသားအလုံးကိုစားပြုတဲ့ဆောင်ရွက်မှုတွေမဖြစ်နိုင်ခဲ့တာဟာအသီးသီးကိုယ်အသင်းကိုယ်နေရာကိုယ်ဌာနကိုယ်ဒေသလောက်ပဲကွက်ပြီးတော့ကြည်တတ်မြင်တတ်တဲ့အတွက်တနိုင်ငံလုံးကိုတာဝန်ယူရင်တနိုင်ငံလုံးရဲ့တရေကောင်းခမရခိုင်ပြည်နယ်ပဲတာဝန်ယူရင်ရခိုင်တရေကောင်းပဲဖြစ်မှာပေါ့ကြည်တတ်လားဒီချမ်းသာတော်ဒီနေ့သူတော်ကောင်းတို့တကယ်လူချင်းနဲ့တောင်းခံကြတဲ့ပုဂ္ဂိုလ်တွေအပင်မဆင်းရဲခံပြီးလည်းလုပ်ကြတယ်အနွန်တာခံပြီးလည်းလုပ်ကြတယ်ဦးဇင်းစမ်းကြည့်တယ်ဒီလူတွေစိတ်ဘလောက်ရှိတယ်လဲဒါပေမဲ့တကယ်တော့မစမ်းသေးပါဘူးပါရိုက်တော့မလွတ်သေးဘူးမရိုက်လွင်ဘယ်လိုနေမလို့မသိဘူးပေါ့နော်တို့တိုင်းတင်တော့ကတော့ဦးဇင်းပြောခဲ့ဘူးတယ်ကိုယ်တွေထဲမှာပါပါတယ်ရှောင်းလင်းပညာရပ်ကိုသင်ကျင်တယ်သင်ကျင်တော့ရှောင်းလင်းကျွမ်းကျင်တတ်တဲ့ပုဂ္ဂိုလ်စီမှာသွားပြီးတော့တပည့်ခံတော့မင်းဘာလို့ချင်တာလဲကျွန်တော်တိုင်းသင်ကျင်တာဘုသူဆရာတင်မှာဆရာကြီးတင်ရတယ်မှာအောင်းမှာမင်းလားကွာဖြန်းပါရိုက်တော့10ရက်အရိုက်ခံသွားတော့အယောက်50လောက်ရှိတယ်နောက်ဆုံး3ယောက်ပဲကြာနော်ပါလဲရောင်ကိုင်းနေတာမင်းတို့တကယ်လိုချင်တာကိုနော်အခုလဲဩဝါဒလိုချင်တာပါတာရိုက်လွတ်ရင်ဒီလူတွေဘယ်လိုနေမလဲမသိဘူးထားပါတော့ဦးဇင်းအရေးချင်းရှိတာတွေလိုချင်တာလေနော်စိတ်သက်ခွန်အားတွေလိုချင်တာထားပါအဲ့တော့အဲ့ဒီမှာပရိယတ္တိပူဇော်ပွဲကြီးတနိုင်ငံလုံးဆိုင်ရာတနိုင်ငံလုံးကိုစားပြုသာသနာတရက်လုံးကိုစားပြုဒါနိုင်ငံတော်နေ့တစ်နေ့တောင်ဖြစ်ရမှာပေါ့လေနော်ဒါနောက်ပိုင်းတော့လွတ်လပ်ရေးရရင်ဖြစ်သွားမှာပေါ့နော်အဲ့တော့မှားသွားသလားမသိဘူးနော်ဆာပါတော့မှားသွားရင်လည်းတောင်းပါမှာလေအဲ့ဒီမှာဦးဇင်းပြောချင်တာလေဒီခုသံဃာမထေရကြီးတွေဦးဇင်းအပ်တယ်ရှင်ဘုရားများဒီပွဲကို arrangement အစီအစဉ်ဆွဲတော်မူကြပါတပည့်တော်က sponsor တက်နော်နောက်ကလိုအပ်တာပံ့ပိုးပေးပါမယ်ဘာဖြစ်လို့လဲဆိုတော့ဥဒ္ဓမင်္ဂလာကတန်ခါဘောင်ထဲမှာကြည့်ရင်ငမြောက်ငချောက်ပါဗျနော်စာပေပညာဘာမှမတက်တခါဝါကြည့်တော့လေနော်ဝါကြည့်တော့လေဆိုဟိုအထယ်လည်းရက်မရခြီလည်းရက်မရလက်ကင်ဘွား30တောင်မဖြစ်ဘူးပေါ့နော်အဲ့တော့ဝါလည်းသေးသေးနော်ဆိုတော့ရှေ့ကနေအကုန်ခေါင်းဆောင်လုပ်ဖို့မတင့်တယ်ဘူးရှေ့မှာဆရာတော်ကြီးတွေရှိတယ်တန်ဃာတော်ကြီးတွေရှိတယ်ပညာတတ်ကြီးတွေရှိတယ်ဆိုပြီးတော့မှသူတို့ဂုံတိတ်ခါကိုငဲ့ပြီးတော့မှဦးဇင်းကအနှင်းလိုက်တယ်အဲ့ဒီမှာတကယ်ဖြစ်တင်တာကဒီပူဇော်ပွဲကြီးလုတ်တော့မယ်ဒီလိုပဲအနှင်းထားတယ်ဆိုတော့အနှင်းခံရတဲ့ပုဂ္ဂိုလ်အလုံးဟာတာဝန်ယူရတော့မယ်တာဝန်ခံရတော့ဟုတ်လားနောက်တစ်ခါဦးဇင်းကတစ်ချက်ကုန်နှစ်ချက်ပြကြိုးစားခဲ့တာဘယ်လိုကြိုးစားခဲ့တာလဲလို့ဆိုတော့ပရိယတ္တိနိုင်ငံတဝမ်းမှာသာသနာရဲ့ပရိယတ္တိဆိုတာသာသနာတမူလံလို့ခေါ်တယ်သာသနာရဲ့မူလအရင်းအမြစ်နော်ပရိယတ္တိစာသင်တိုက်တာအဓိကထားစာသင်သားတွေအဓိကထားဒုသာသနာထောက်ပံ့ဖို့လိုရမှာဟုတ်လေဦးဇင်းဖောင်ဒေးရှင်းကဒီအတွက်လုပ်နေတာအဲ့တော့ပရိယတ္တိကသာသနာတမူလံဖြစ်တဲ့အတွက်
ပရိယတ်တိဒါလျင်သာသနာတော်ကြီးရဲ့အသက်သာသနာတော်ကြီးရဲ့သွေးကြောဖြစ်နေတော့ဒီအသက်သွေးကြောဖြစ်တဲ့အဓိကလုပ်ငန်းကြီးကိုပူဇော်ကြော့ကြမှာကပရိယတ်တိဝန်ဆောင်တဲ့ကပဲဘယ်လိုဝန်ဆောင်လဲဆိုတော့ဓမ္မဂတိကဆရာတော်များမှာစုပေါင်း၍ပရိယတ်တိဝန်ဆောင်ဆရာတော်ကြီးများအားပူဇော်ကြော့ဝဲတစ်ချက်ခုနှစ်ချက်ပြတ်လို့တာဓမ္မဂတိကဆရာတော်တွေဆိုတာတနိုင်ငံလုံးကိုလှည့်ပြီးစာချနေရတယ်တကယ်တော့တို့လည်းစာချဘုန်းကြီးတွေပါတို့လည်းပရိယတ်တိဝန်ဆောင်တွေပဲဒါပေမဲ့ဒီလိုလှည့်ပြီးနယ်လှည့်တရားဟောနေတယ်ကအဲ့ဒီပရိယတ်တိစာသင်တိုက်ကြီးတွေကစာချဆရာတော်ကြီးတွေရဲ့တွင်တင်ဆုံးမမှုရှိခဲ့လို့ဒီလိုဂုဏ်နှစ်ခုကိုဆက်ပေးခြင်းတာအဲ့တော့ဓမ္မဂိကဆရာတော်အားလုံးကလည်းဒါငါတို့တာဝန်ဒီလိုဖြစ်ရမယ်ပရိယတ်တိဆရာတော်ကြီးတွေကလည်းဒါငါတို့တာဝန်ငါတို့ပွဲသို့တော့ဘာတွေတွေ့ရလဲညီတော်နောင်တော်တွေရတယ်လာတယ်ဟာရှင်ဘုရားကြွခဲ့တယ်ဘာလို့မကြွရလဲငါဘာလုံးအောင်မသိလို့ဟာဒုက္ခငါ့ကိုဘာမှတာဝန်မပေးလို့ဘာလေးလုံးမဆိုမောင်သူမင်္ဂလာပြောလိုက်ဘယ်ဟာလေးလုံးမမောင်သူမင်္ဂလာပြောလိုက်ရောတာဝန်မယူနိုင်လို့မဟုတ်ဘူးနော်သူမင်္ဂလာတာဝန်ယူနိုင်တဲ့အစွမ်းပြောရရင်မင်းတို့တနိုင်ငံလုံးကလည်းထဲအလိုက်ဟုတ်လားအကုန်တာဝန်ယူနိုင်တယ်အကုန်လုပ်တတ်တယ်ရှင်းလားနိုင်ငံရေးစီးပွားရေးလူမှုရေးအကုန်လုံးကိုစနစ်တကျစီစဉ်ပေးမယ်အဲ့လိုက်စမ်းပါငါလက်ထဲနော်သို့တော့တဦးတယောက်တည်းကစွမ်းဆောင်နေတာမျိုးမဖြစ်ချင်လို့ organization ဆိုတာကြီးကိုဖြစ်ချင်လို့ organize to associate organization ရှိမှ association ဆိုတာလုပ်လို့ရမယ် association ရှိမှ future plan ဆိုတာလာမှာဘူများဆန်သွားသလားမသိဘူးနော်စုစည်းမိမှနော်အားလုံးပေါင်းစည်းမိမှနော်ရည်မှန်းချက်ရှိတဲ့အသင်းအဖွဲ့ကြီးဖြစ်လာမယ်အဲ့ဒီအသင်းအဖွဲ့ကြီးကမှအနာဂတ်အရေးကိုတာဝန်ယူရမယ်ဒီလိုပြောတာနော်ဟိုဘူလိုပြောတော့တဲအရသာရှိဘာလို့ဆိုနားလေတယ်လိုနဲ့နားထောင်ရတာဟုတ်ကဲထားတော့နော် organization ဖြစ်နိုင်မှစုစည်းနိုင်မှနော်အသင်းအဖွဲ့အခုကြည့်လေတန်တွဲလူငယ်အဖွဲ့လူငယ်တွေစုစည်းမိလို့လူငယ်အားမှန်နဲ့ဒီတရားပွဲကြီးတွေအောင်မြင်အောင်လုပ်တယ်ဆွမ်းလောင်းအသင်းကြီးတွေအောင်မြင်အောင်လုပ်တယ်ဟုတ်ပြီနော်ဒါလည်းမလုပ်တာလို့ဆိုတာဝန်ယူထားတာဘယ်သူမှတာဝန်ပေးတာမဟုတ်ဘူးငါတို့တာဝန်ယူထားတာဟုတ်ကဲ့လားတာဝန်ယူထားတာဒီနေ့ငါတို့မြို့မှာရှိတဲ့တန်ဃာတွေမပင်မပန်းမစင်မရဲပဲနဲ့စွမ်းသင်္ကားကြောင်းစေးကိုမကြောင်းမကြမတောင့်မတပဲသာသနာဝန်ကိုထမ်းဆောင်နိုင်ဖို့ငါတို့သာသနာຫນွယ်ဝင်တွေကတာဝန်ယူထားတာဟုတ်ပြီနော်အဲ့တော့ဒီပုဂ္ဂိုလ်ကြီးတွေသာသနာဝန်ကိုချမ်းချမ်းမြေ့မြေ့ထမ်းဆောင်နိုင်ဖို့ငါတို့တာဝန်ခံထားတယ်တာဝန်ယူထားတယ်တာဝန်ခံထားတယ်ဒီပုဂ္ဂိုလ်တွေဆင်းရဲနွမ်းမချို့တယ်ငါတို့တာဝန်ဟုတ်ပြီနော်ပံ့ပိုးနိုင်ဖို့တာဝန်ယူထားတယ်တာဝန်ခံတာနဲ့တာဝန်ယူတာမတူသေးဘူးဟုတ်ပြီနော်ကောင်းပြီအဲ့တော့တာဝန်ခံမဲ့ပုဂ္ဂိုလ်မရှိတာဝန်ယူမဲ့ပုဂ္ဂိုလ်မရှိဒီကောင်လောက်တာပဲသူလောက်တာဘောင်းသူမင်္ဂလာမဖြစ်ချင်တာပြောအရှင်ဗျာတပည့်တော်ကိုမကြည့်ကြပါနဲ့ဒီပုဂ္ဂိုလ်ကိုမကြည့်နဲ့တရားဓမ္မတွေကလည်းဘယ်လိုဖြစ်သလဲဆိုတော့ခေါင်းစဉ်မှာတတ်ပေးလိုက်တယ်ပရိယတ်တိဆရာတော်ကြီးများဓမ္မတိကျဆရာတော်များမှာပူဇော်ပွဲမလူဒေအိုးလောက်တာမှမဟုတ်ပဲဒါတို့ဒေအိုးနာမည်မပါလို့ငါပြောတာပဲအဲ့ဒါနဲ့ဦးဇင်းတို့အဲ့ဒီအချိန်မှာနိုင်ငံခြားခရီးစဉ်သာသနာပြုလုပ်ငန်းသာသနာပြုဆိုတာလှည့်ပြီးတော့ဗမာတွေတရားဟောတာပါနော်ဟိုနိုင်ငံခြားသားတွေလည်းတရားဟောတာမဟုတ်ဘူးဒါတော့ကမ္ဘာဗုဒ္ဓသာသနာပြုလို့ပြောလို့မဖြစ်ဘူးကိုဗမာတွေကိုလှည့်ပြီးတရားဟောနေတာအဲ့တော့ထိုင်းစင်ကာပူပေါ့လေမလေးရှားအဲ့ဒါသွားဟောနေတော့လမ်းအကြောင်းကြတယ်အရှင်ဘုရားဒီတိုင်းဆိုမဖြစ်တော့ဘူးအရှင်ဘုရားလည်းအကျွေးတွေနဲ့လူလည်းမရှိဘူးမရှိနေပါစေကွာငါဖြစ်အောင်လုပ်မဟုတ်ဘူးအရှင်ဘုရားခေါင်းပေါ်မှာပါနဲ့အားလုံးကုသိုလ်ဖြစ်ခွင့်ရအောင်လုပ်ပေးပါဘယ်လိုလုပ်ပေးရမလဲအရှင်ဘုရားနာမည်လေးထည့်ခွင့်ပေးပါမဖြစ်လို့ဆိုသူ့မင်္ဂလာဒေအိုးမပိုင်မလူကြည့်ရပါဦးဗျာနော်အဲ့ဒါနဲ့ခေါင်းစဉ်တက်လိုက်ရတယ်ဥဒ္ဓမင်္ဂလာဒေအိုးဦးစီးတော်မဖြစ်ချင်ဘူးဦးဇင်းတို့ဒီလိုမဖြစ်ချင်ဘူးတော့ပေါ့တယ်နော်ကောင်းပြီအဲ့တော့တာဝန်ယူတတ်မှာပါလေတရေကောင်း
တာဝန်ခံတတ်မှရှင်သခင်တဲ့ဒီစကလုံးနှလုံးအားလုံးယင်ထဲမှာနော်သိမ့်စီးပြီးတော့ငါတို့အမျိုးငါတို့ဘာသာငါတို့သာသနာအတွက်တာဝန်အရှိဆုံးဘယ်သူလဲကိုယ်တိုင်ပဲဟုတ်ပြီနော်အဲ့တော့ကောင်းပြီတာဝန်ယူထားတဲ့ပုဂ္ဂိုလ်သည်နော်အများအတွက်သာသနာအတွက်အမျိုးအတွက်တာဝန်ယူထားတဲ့ပုဂ္ဂိုလ်သည်အမျိုးကိုစောင့်ရှောက်ခြင်းသည်ကိုစောင့်ရှောက်ခြင်းမြည်မမြည်တချို့ကြတော့အမလီပြောလိုက်တာကိုဂျိုးစွန့်အနစ်သက်ခံအာမလီကိုဂျိုးကဘယ်ဟာမှမစွန့်ရပါဘူးအတ္တတစ်ခုတည်းကြည့်ပြီးတော့ကိုယ့်အိတ်ထဲငွေဝင်ဖို့နဲ့ကိုယ့်အိမ်ချမ်းသာဖို့ကြည့်တဲ့လူကတော့ဒါသူကအမျိုးတာဝန်ယူထားတာမဟုတ်ဘူးနဲ့ကိုယ့်ဟာကိုယ်တာဝန်ယူထားတာဥစ္စာတော့ပါလားအိတ်ထဲကစက်ရရင်ကိုသူကဖုတ်တယ်မထင်ဘူးရှင်းတယ်နော်အခုဦးဇင်းတို့သာသနာပြုခရီးစဉ်သွားကြတော့သူ့လုပ်ငန်းနဲ့သူဦးဇင်းဂျူတီလေးတွေခွဲပေးထားတယ်အဲ့ဒါညီတော်မောင်နေဟိုထဲကထုတ်ရရင်ဟိုထဲကထုတ်ရလို့ဒီထဲကထုတ်ရရင်ဒီထဲကထုတ်ရလို့မင်းထဲကပေးလိုက်သူတွေအမလေးအားလုံးအတူတူပဲအဲ့ဒီဟာတွေမင်းတို့လည်းမပိုင်ဘူးငါလည်းမပိုင်ဘူးအပိုင်လည်းမထားနဲ့သာသနာပြုလုပ်ငန်းကိုပြုတာအရေးကြီးတာစရင်အကောင့်ထဲမှာစနစ်တကျဝင်သွားဖို့ပဲလိုတယ်ဘယ်ထဲကဘယ်အိတ်ထဲကထုတ်ဒါပဲဟုတ်ပြီနော်အဲ့တော့ငါထဲကကုန်တာလဲဒီသာသနာကုန်တာပဲဒီလူမျိုးကကုန်တာပဲအများဟာကုန်တာလဲဒီသာသနာကုန်တာပဲဒီလူမျိုးကကုန်တာပဲတသားတည်းဖြစ်အောင်ထားမှတာဝန်ယူထားတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ရှင်းလားအလုံးသဘောပေါက်လားအခုတာဝန်ယူတယ်ဆိုတာနာမည်ခံတာဝန်ယူထားပြီးတော့ကိုယ့်ဘက်အတ္တကိုရှေ့တန်းတင်ထားတဲ့အတွက်တကယ်တော့သူသည်သာသနာကိုတာဝန်ယူတာမဟုတ်ဘဲနဲ့ကိုယ်တာဝန်ယူထားသူလောက်တာဖြစ်နေအဲ့တော့ယောက်ျားကောင်းဆိုတော့မိန်းမတွေမပါဘူးဖြစ်နေလိမ့်မယ်မိန်းမကောင်းနော်လူစွမ်းကောင်းမှန်ရင်မိမိတဦးတစ်ယောက်တည်းတမိသားစုတဘဝလောက်သာကြည်တတ်ရင်ဒါလူစွမ်းကောင်းဖြစ်နိုင်သလားဟုတ်ပြီနော်သို့တော့မိသားစုကိုစောင့်ရှောက်ယုံနဲ့လုံခြုံသောပတ်ဝန်းကျင်ကိုထူထောင်လို့ရသလားမရဘူးဟုတ်ပြီနော်အားလုံးကကိုမိသားစုအတွက်ပဲကိုကြည့်နေကြရင်အဲ့ဒီနေဟာအကုန်ဖျို့ဖျက်ဖြစ်သွားမှာဟင်ဗျံပရာဖြစ်မယ်ရံဖြစ်မယ်စီးလုံးမှုမရှိဘူးညီညွတ်မှုမရှိဘူးကိုအိမ်လေးတွေကိုကားနေမှာဟုတ်ပြီနော်အဲ့တော့အားလုံးအသီးသီးကလူမျိုးတစ်မျိုးလုံးသာသနာတစ်ရပ်လုံးနိုင်ငံတစ်ခုလုံးအတွက်အားလုံးတာဝန်ယူလိုက်ကြတယ်ဆိုတော့အများအတွက်တာဝန်ယူလိုက်တဲ့နဲ့ကိုယ့်အိမ်စီယိုကကာစရာမလိုပဲလုံပြီးသားဖြစ်နေသဘောပေါက်လားရှင်းတယ်နော်ဒါဖြင့်အားလုံးကိုယ့်မျိုးကိုယ့်ဘာသာကိုယ့်သာသနာအတွက်တာဝန်ယူကြပါဟုတ်ပြီနော်ခုအားလုံးလည်းလုံနေကြပြီအဲ့ဒီလုံတဲ့အလုပ်ကိုညီညွတ်စီစီလုံးတာဝန်ယူတတ်ပုံချင်းတူရင်ပြဿနာဖြစ်เสียမရှိဘူးဟုတ်ပြီနော်တာဝန်ခံရတဲ့တတ္တိရှိရင်ဘယ်လိုအခက်ခဲမျိုးလာရင်ဆိုင်ဖြေရှင်းလို့ခုဒါကိုကာလဒေတာပေါ့ခုအချိန်ကသက်တည်ထူပေးနေတာဥစဉ်သိကျေးဇူးတင်တာအခုဒီနိုင်ငံတော်အစိုးရကြီးလည်းကျေးဇူးတင်တရားပွဲလုပ်တော့မယ်ဘယ်သူတာဝန်ခံပါလဲဘယ်သူလက်မှတ်ထိုးပါလဲမလားဟုတ်လားကျွန်တော်တာဝန်ခံပါတယ်အောင်မလူသွမ်းကောင်းတွေအများကြီးပေါ်လာတယ်နှုတ်မရင်သူတို့ရွေးမပေးရင်လူသွမ်းကောင်းမပေါ်ဘူးဘောပါလားဟာဟိုအတက်ပပြီဆိုရင်တခါတည်းဟိုမှာမကွေးတိုင်းဆိုရင်တရားခံစစ်တာအမလေးထိုင်နေတယ်ပြောမေးကြံမေးတရားပွဲလုပ်မှာပဲကဲတကယ်လို့တဲ့ဒီတရားပွဲတဲ့ဆရာတော်ကများမင်းတို့ပေါက်တက်ကြရပြောလိုက်ရင်ဆရာတော်တွေများပေါက်တက်ကြရပြောတဲ့အတိုင်းပဲနော်ထားပါတော့ပေါက်တက်ကြရပြောလိုက်ရင်မင်းတို့ဘာလုပ်အောင်မလဲတဲ့ဘာလုပ်မလဲနဲ့ဗျာအခုကျုပ်ကိုချုပ်ထဲထည့်ထားလိုက်တဲ့ခင်ဗျပြန်ကုန်မလွတ်နဲ့တော့တဲ့တရားပွဲပြီးမှခင်ဗျစိတ်ချပြီဆိုပြန်လွတ်လိုက်တယ်ဒါပေမဲ့ခုနမေးတဲ့လူနဲ့ခုကအမေးခံရတဲ့တာဝန်ခံတဲ့လူနဲ့ဘယ်သူကလူစွမ်းကောင်းဟိုသေရမောကြောင်တဲ့ကောင်ကသူ့တာဝန်ဖြစ်မှာဆိုလို့မယူရဲဘူးတရားပွဲတောင်လွတ်လပ်တာဝန်မယူရဲဘူးဗျသူကမြို့နယ်လူကြီးတာလုံနေတာအဲ့ဒီကောင်တွေကအဲ့တော့သေရကောင်းတဲ့သေရမောကြောင်သူနဲ့ကတခါတည်းအိမ်သားတဲ့အဖြေရှင်းသွားတယ်ရှင်းလား
သဘောပေါက်သလားအရှင်သခင်ဘယ်သူလဲဆိုတာမျိုးမိမျိုးဖဘယ်သူလဲဆိုတော့တာဝန်ခံသူကမျိုးမိမျိုးဖဒါမှဦးဇင်းတို့ကနိုင်ငံတော်တန်ခါမြို့နယ်ရခိုင်ပြည်နယ်လုံးဆိုင်ရာဘုရားမူရှိသောတန်ခါတော်အရှင်သူမြတ်တို့ဟာဥထိပ်ပန်ဆင်လျက်တရားပွဲကြရင်လေဒီနေ့တန်တွဲမြို့ဆိုတော့တန်တွဲမြို့နယ်ဂောစကန်တွင်တရင်သုံးနေထိုင်ကြကုန်သောတန်ခါတော်အရှင်သူမြတ်ပေါင်းတို့ကဥထိပ်ပန်ဆင်လျက်ဒါတော့ဥထိပ်ထားရပါတန်ခါကိုဥထိပ်ထားတာနော်ဘုန်းကြီးကိုဥထိပ်ထားတာမဟုတ်ဘူးနော်ဟိုနာယကကြီးဟိုဥက္ကဋ္ဌကြီးဥထိပ်ထားတာမဟုတ်ဘူးတန်ခါကိုဥထိပ်ထားတာဥထိပ်ထားလဲမြို့မိမြို့ဖလူကြီးမင်းများအမှုထား၍ဆိုမျိုးမိမျိုးဖဆိုတော့တို့ကထင်ပါပေါ့ဟာစခန်းမူကြီးမျိုးနယ်မူကြီးနော်မဝတာဥက္ကဋ္ဌကြီးတို့ထင်မှာမဟုတ်ဘူးသူမင်္ဂလာပြောတာကတရားပွဲကိုတာဝန်ယူထားတဲ့မျိုးမိမျိုးဖများကိုပြောပါတယ်ရှင်းလားတာဝန်ခံထားသူကမှအရှင်သခင်နားလေလားသဘောပေါက်လားဒါပေမဲ့အားလုံးမှာအရှင်သခင်ဖြစ်နိုင်မဖြစ်နိုင်မလေးသခင်မျိုးဟိဆိုတာပြောတာအဲတော့ဘာမှတာဝန်မယူပဲဘာသခင်ဖြစ်ချင်တာလဲဟင်ကျင်ရတယ်နော်အားလုံးဦးစင်းကကိုယ့်အမျိုးကိုလည်းသိက္ခာမကြစီပါနဲ့နော်တို့နိုင်ငံအခုဆိုတော်တော်ရှက်စရာကောင်းတော့လွတ်လပ်ရေးရတာ64နှစ်ကျော်ပြီလမ်းတောင်ခုထိမကောင်းသေးဘူးနော်တကဘာလုံးမှာဘယ်နိုင်ငံမှမရှိတော့ဘူးအီသီယိုးပီးယားတောင်လောက်မဆိုးဟမ်မနေ့တနေ့ကမှစစ်ပွဲပြီးထားတဲ့အီရန်မဆိုးဗီယက်နမ်ကိုယ့်ထက်ကရောက်နေပြီခုတောင်တရားသက်သက်လမ်းသက်သက်တော့လမ်းတရားစီမံကိန်းကိုတရားသမားကလည်းမာနကြီးတယ်သူ့ပေါ်မဖြတ်နဲ့လမ်းသမားကလည်းမင်းပေါ်မဖြတ်ဘူးအောက်ကသွားမှာခုထိဘယ်သူမှတာဝန်ယူမဲ့လူမရှိဘူးတာဝန်ခံမဲ့လူမရှိဘူးတာဝန်ယူထားတာတော့ရှိတယ်ဝါလုံးတွေတာပြီးပတ်စံကောက်တာပြင်တော့မပြင်ကောင်းပြီလောက်ချင်ရလောက်ကြပါပြီနော်ဖြက်သူတွေဖြက်တာကိုပြင်သူတွေပြင်နိုင်မှငါတို့အရေးချင်းငါတို့အလုပ်ကိုပေါ်လို့ရမှာရှင်းလားဘယ်သူတွေဘယ်လိုဖြက်ကောင်းအောင်ပြင်ဖို့ငါတို့တောင်းဖြက်သူရှိတာကိုကျေးဇူးတင်ပါတယ်ဘာလို့ဆိုမင်းတို့ဖြက်ပေးတဲ့အတွက်ငါတို့ကောင်းအောင်လုပ်အားလုံးပတ်ကားဖြစ်အောင်ပြန်လုပ်ရှင်းတယ်နော်သဘောပေါက်တယ်နော်အဲ့တော့အရေးကြီးဆုံးနံပါတ်1ငါတို့ဘာလုပ်ရမလဲငါတို့မြို့နယ်သူမြို့နယ်သားအားလုံးဟာတညီတညွတ်ထဲနော်ကိုမြို့နယ်ဆိုင်ရာဒါပထမအဆင့်ဒုတိယအဆင့်တနိုင်ငံလုံးမှာရှိတဲ့သာသနာရေးမှန်သမျှငါတို့တာဝန်ယူတယ်အဲ့တော့ဦးဇင်းတို့တရားဝတီတိုင်းမှာဦးဇင်းတို့ဖွဲ့စည်းပေးထားတယ်ဒါငကောကသူတို့ဆရာတော်တွေနဲ့နာယကတွေနဲ့ဖွဲ့တာနောက်ပိုင်းမှာနည်းနည်းလေးဖျို့ဖျဲဖြစ်သွားတော့မြင့်မြတ်လင်းဆိုတဲ့အသင်းကြီးကိုဦးဇင်းတို့ပြန်လဲဥဆောင်ပြီးတော့အသီးသီးပြန်ဖွဲ့ထားတယ်ဖွဲ့တော့အဲ့ဒီအသင်းကြီးကိုဦးဇင်းတို့နမူနာလေးပေးမယ်တရားဝတီတိုင်းတရားပွဲကိုစီစဉ်တော့မယ်ဆိုရင်ဦးဇင်းအခုရခိုင်ပြည်နယ်လို့တမျိုးချင်းလိုက်စီစဉ်ကြရမလို့သူတို့ကအကုန်တာဝန်ယူထားတယ်အဲ့တော့တရားဝတီတိုင်းကိုဟဲ့ငါဘယ်ရက်ကနေဘယ်ရက်အထိဥပမာဇန်နဝါရီလ1ရက်နေ့ကနေ31ရက်နေ့ထိငါဟောမယ်အဲ့တော့မင်းတို့တာဝန်ယူလိုက်တင်ပါဗျာဆိုပါလို့လိုက်တရားဝတီတိုင်းထဲကနေတရားပွဲကျင်းပလို့တဲ့ပုံကိုယ်တွေအကုန်လုံးအစည်းအဝေးခေါ်လိုက်တယ်တသိမ်မြို့တော်ခမ်းမကြီးမှာခါတဲ့အစည်းအဝေးခေါ်ပြီးတော့ကျင်းပလို့တဲ့လျှောက်လာတင်ထားတဲ့ပုံကိုယ်ကဘယ်နှယောက်ရှိတယ်ဆရာတော်ပေးတဲ့ရက်ကဘယ်နှရက်ရှိတယ်အဲ့တော့ဘယ်နှရက်အတွင်းမှာဒါကျင်းပမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေအားလုံးညှိနှိုင်းပြီးတော့ဘယ်နေရာမှာဘယ်လိုလုပ်ကြမလဲအစည်းအဝေးခေါ်တာဝန်ယူဆိုတော့ပထမတစ်ကြိမ်တုန်းက2009ခုနှစ်တုန်းကသူတို့ပြင်တယ်မြင့်မြတ်အလင်းအသိကြီးကနေလုပ်တယ်တရားပွဲနောက်ပိုင်းကျတော့ဘုန်းကြီးရက်တွေခွဲနေတပည့်တော်တို့မရတော့ဘူးတဲ့နော်မြင့်မြတ်အလင်းအသိကတရားပွဲမရဘူးအေယဝတီတိုင်းလုံးသူတို့သူ့မျိုးနေတဲ့သူချပေးပြီးဆိုတော့ညီလေးတို့မင်းတို့တပွဲမှမရဘူးလားလို့မရဘူးဗျာမင်းတို့လည်းတဲအားတော့ကွာဘာတော့ဘုန်းကြီးအေယဝတီပွဲတိုင်းမင်းတို့ပွဲဖြစ်အောင်လုပ်လို့မရဘူးလားစဉ်းစားနော်မြင့်မြတ်အလင်းဆိုတဲ့ခေါင်းစဉ်တက်ရမှမင်းတို့တရားပွဲဖြစ်သလားကွာလို့ဟာဘုန်းကြီးသဘောပေါက်ပြီโอเคအေယဝတီတလလုံးကိုသူတို့အဖွဲ့ကတာဝန်ယူပြီးတော့ပွဲတိုင်းမှာဝေယဝဆလိုက်လို့ဒီပွဲဟောနေတဲ့အချိန်မှာဒီနားမှာဘုန်းကြီးနဲ့တကွာတရားပွဲဝေယဝဆလုပ်တာတစ်ဖွဲ့ရှေ့ပြေးရတစ်ဖွဲ့နောက်သိန်းကတစ်ဖွဲ့သုံးဖွဲ့ခွဲလိုက်တယ်ဘုန်းကြီး
တပည့်တော်တို့ပွဲတွေအကုန်လုံးအဲ့ဒီပွဲတွေအားလုံးတပည့်တော်တို့အကုန်တာဝန်ယူထားတယ်တိုင်းမှုကြီးစီကိုတပည့်တော်တို့လက်မှတ်ထိုးပြီးတင်လိုက်တယ်တာဝန်ခံမြင့်မြတ်အလင်းဖမ်းရင်တစ်သိန်းလုံးဖမ်းပွဲတိုင်းအားလုံးကိုတာဝန်ယူလိုက်တယ်ဘုန်းကြီးပွဲတိုင်းအားလုံးကိုတာဝန်ခံလိုက်တယ်ဘုန်းကြီးအဲ့ဒါမင်းတို့ပွဲပေါ့ကွာအားလိုက်တဲ့ကောင်တွေမင်းတို့ကခေါင်းစဉ်တက်မှငါပွဲထင်နေတာဟုတ်ရှင်းလားနာမည်နဲ့ခေါင်းစဉ်ကအဓိကလားအလုတ်ကအဓိကလားမှတ်ထားတန်တွဲလူငယ်ပွဲရှင်းတယ်နော်အကျိုးရှိတဲ့အလုပ်ကိုအကျိုးရှိလုပ်နိုင်အောင်ဒီကရှိဆက်လက်ပြီးကြိုးစားပါနော်အဲ့တော့ဦးဇင်းတို့မနစ်ကပြောခဲ့တဲ့အတိုင်းသူတော်ကောင်းတို့အပတ်စဉ်ဘုရားတန်ရှင်းရေးတွေကျောင်းတန်ရှင်းရေးတွေဟုတ်လားဥပုသ်ဆောင်ခြင်းတွေဘဝရခံယူခြင်းတွေဒါလုပ်နေကြပြီအဲ့တော့ဒီကနေရှေ့တစ်ဆင့်တက်သွားရင်တော့နေ့စဉ်နေ့တိုင်းတရားနာဖို့တရားထိုင်ဖို့ကြိုးစားဖို့ပဲရှိတော့တယ်နော်အဲ့တော့တရားထိုင်တဲ့ခါလဲတစ်ချိန်အချိန်လေးတစ်ချိန်ယူပြီးညအားတဲ့ချိန်အားလုံး9နာရီရ10နာရီဖြစ်ဖြစ်6နာရီရ9နာရီဖြစ်ဖြစ်အားလုံးစုပေါင်းပြီးတော့ဒါလုပ်ငန်းစဉ်တွေရှိပါတယ်သူမင်္ဂလာမှာပြေးပါပြောပါတောင်းပါအမလေးအများကြီးရှိတယ်ခင်ဗျားတို့မအားရအောင်ခိုင်းပြီနော်ဘာလို့ဆိုတော့အားနေလို့လေးနေတာမအားရင်မလေးဘူးနော်အဲ့တော့ဒီဖွဲ့လောက်တွေတင်းတိမ်မနေနဲ့ဒီနောက်ကညီငယ်ညမငယ်တွေစီစီလုံးလုံးနဲ့ဘာသာရေးလိုက်စားတာလည်းမဖြစ်စေနဲ့ဘူးနော်ဘာသာရေးလိုက်စားတာမဖြစ်စေနဲ့ဘူးဟမ်လိုက်စားတာလည်းမဖြစ်နေစေနဲ့လှုပ်စားတာလည်းမဖြစ်စေနဲ့ဟမ်ဘောပါသလားရှင်းတယ်နော်ဒီကလေးတွေခဏပြောတယ်ကိုနောက်ကဝေယဝသလှုပ်နေတဲ့ကလေးညီငယ်လေးတွေတကယ်တော့ပါတယ်သူတို့အသက်20ကျော်နဲ့သူမင်္ဂလာပဲဒီအချိန်ဘုန်းကြီးများကမလဲအဲ့တော့သူတို့ကလေးတွေတော်တယ်အခါတည်းဦးဇင်းကစသူတို့ကြည့်ဘိုက်ကလေးတွေချွဲလိုက်မင်းတို့လည်းဘာသာရေးတော်တော်လိုက်စားတဲ့ကောင်တွေပဲဟမ်အဲ့မမိတယ်နော်အဲ့တော့တကယ်ပြောချင်တာကတော့နှလုံးမမိရင်တော်ပါပြီနော်အရေးကြီးတာကတာဝန်ယူတတ်မှတရေကောင်တာဝန်ခံတတ်မှအဲ့ဒီစကလုံးအတိတ်နဲ့ကိုအားလုံးကိုယ့်ကိုတစိမ့်စိမ့်တွေးပြီးတော့တာဝန်ယူတတ်သူတာဝန်ခံတတ်သူတွေဖြစ်အောင်ဟုတ်ပါလားကျေနပ်တယ်နော်ကောင်းပြီအဲ့တော့အဲ့မြင့်မြတ်လင်းအသင်းကြီးကိုဦးဇင်းတို့ guideline ပေးလိုက်တယ်လို့ပဲညီလေးတို့မင်းတို့နာမည်ခံမှမင်းတို့ပွဲမဟုတ်ဘူးကွာမင်းတို့တာဝန်ယူထားတဲ့ပွဲအားလုံးကမင်းတို့ပွဲဟာဟိုလူတွေကဟိုမျိုးကအတန်ချက်သက်မရှိဘူးဟာကျွန်တော်တို့ပို့လိုက်မယ်ဟာဟိုမျိုးကအခင်းမရှိဘူးဟာကျွန်တော်တို့လုပ်လိုက်မယ်ဆိုတော့ပွဲတိုင်းသူတို့ကအရှေ့ပြေးတစ်ဖွဲနောက်ခြံတစ်ဖွဲအတူလိုက်လာတဲ့ဖွဲတစ်ဖွဲအဲ့ဒီသုံးပွဲကိုလည်းမင်းတို့ rotate လှည့်ပေးလိုက်ကွာ rotate ဆိုတာတခါတလေဆရာတော်နဲ့မလိုက်ရလို့တစ်ဖွဲကဂျိုကြနေဦးမယ်နော်အသိန်းဖွဲကြီးဖြစ်နေဦးမယ်ဆိုတော့သူတို့ကအသိန်းဖွဲမလို့ဒီမျိုးတို့သိန်းရတာပျော်တယ်ရှင်ဗျာသိန်းတဲ့အလုပ်ကိုဒီမျိုးတာဝန်ယူမယ်သူများမလုပ်ချင်တဲ့အလုပ်လုပ်ရတာဟမ်အကျိုးဖွဲလည်းဒီမျိုးတို့ညှိရတာဗျာအမျိုးမျိုးသိခံရတာအမျိုးမျိုးကိုရှင်ဗျာရေနော်လူများကလည်းခက်တယ်တာဝန်ယူမဲ့လူရှိရင်လေအကုန်လုံးပုံပေးကျင်တာသူတို့ဘာမှအားမဆိုင်ချင်ဘူးဟုတ်ပလားအဲ့တော့အားမဆိုင်လို့စိတ်မပြည့်တဲ့ညီလေးကြီးအကုန်တာဝန်ယူရတာကိုအစွမ်းစားတွေတိုးတက်လာတာနော်တာဝန်ယူပြလိုက်စမ်းပါနော်ဒီတာဝန်တွေသူတို့ရှိကြောင်းလဲသိအောင်ယဉ်ကျေးသိမ်မွေ့စွာပြောလိုက်ကြသမ်းပါဟုတ်ပလားအားလုံးငါတို့ကစီယုံရင်ချီတဲ့ရတိုက်ခိုက်တော့မပြောပါဘူးတော်ကြတယ်ညှိနေမှာဆိုလို့နော်စီယုံရင်တို့မှလုပ်ငန်းစဉ်အများကြီးရှိပြီဟုတ်လားလူမျိုးရေးလည်းပြက်နေဘာသာရေးလည်းပြက်နေတယ်အဖက်ဖက်ကယဉ်ကျေးမှုဇာရိုက်တာဒီမှနိုင်တဲ့အကုန်လုံးကိုပြန်တက်မှတ်ပေးမယ်အဖွဲ့ကြီးအဖြစ်တန်တွဲမြို့ရဲ့ကိုစားတာဝန်ယူပေးကြပါကျင်းသလားဇာရိုက်တာမှန်နိုင်ကိုလေဟောဒီဖွဲ့ကြီးကသက်သေထူမယ်တန်တွဲလူငယ်ဖွဲ့ဝေယဝဆဖွဲ့ဆိုမူးနေလို့တော့မဖြစ်ဘူးနော်သဘောပေါက်သလားအဲ့ဘာလာကြိုကြရဦးစင်းကြည့်လိုက်တယ်ဆိုင်ကယ်ပေါ်မှာဦးစင်းကြည့်တယ်ဦးစောလွင်ကပြောတယ်ဦးစင်းဘာထူးလဲကြည့်လိုက်တယ်ဟာဟုတ်တယ်အကုန် helmet နဲ့ကိုစီပါလာနော်ဆိုင်ကယ်အုပ်ထုပ်အကုန်ဆောင်းလာအေးဒီလိုဖြစ်ဒီလောက်ကကားပေါ်ရောက်ခမဆွဲပါရတာဘယ်သူ့အတွက်လဲဆိုကို့အတွက်မော်တော်ဘီကအတွက်မဟုတ်ဘူးဆိုင်ကယ်ပေါ်ရောက်အုပ်ထုပ်ဆောင်းရတာကို့အတွက်ဟုတ်ပြီနော်တခါကို့လမ်းကလေးကကိုစီးတတ်ရမယ်ဒါလေးတွေရစစနစ်တကျကို့အဖွဲ့ရစတင်သွားနော်ငါတို့လမ်းသွားရင်ငါတို့ညာဘက်ကစီးမယ်ဆိုင်ကယ်စီးတာလမ်းလေကောင်စီးလို့မဖြစ်ဘူး
အခုကလေးလေးတွေရှိတယ်တော်တော်များများတွေ့နေရသေးတယ်ဟိုတနေ့ကနောက်ကကားတွေလာတယ်ရှိကနေမှတော့ပြိုင်မောင်းနေတယ်မိလေးဖြည်းဖြည်းလို့ဘာလို့ဆိုငါတို့နဲ့သူကပြိုင်တော့မှာပြိုင်ရင်အန်ရဖြစ်တော့မှာဒါလေးတွေကစတဖြည်းဖြည်းပညာပေးစီယုံသိမ့်သွင်းပြီးတော့တကယ်တော့အဆင့်တန်းမြင့်တဲ့နိုင်ငံဆိုတာအဲ့ဒါတွေကစအရေးကြီးတယ်နော်ဒါမှမဟုတ်အခုကနိုင်ငံသားတဲ့ပုံရရင်သူကဟုတ်တယ်ထင်တယ်မဟုတ်ဘူးဟိုမှာတရားဆွဲခံရမှာမသိဘူးဟုတ်ကလားဟိုးဗာလဲဟိုဘက်ကဂျိုင်ကြီးလာပါတော့ဟိုငမန်းစီးပြတဲ့လူတွေပေါ့ငမန်းကြီးတခါတည်းစီးပြလုတ်ပြတော့အမှနိုင်ငံသားတဲ့ဓာတ်ပုံရလူသားကောင်းကြီးတွေဖြစ်နေဟိုရောက်တော့တရားဆွဲထားတယ်ဒီကောင်တွေကုန်ပန်းတိရစ္ဆာန်ညင်းစဲမှုနဲ့သဘောပါလားတို့ဗမာလူမျိုးကအဲ့လောက်ကိုအသိဉာဏ်မှမရှိပဲအောက်တန်းကြနေတာဟုတ်နော်အားတခါတည်းကြက်တွေငှက်တွေလှုပ်လာတဲ့ဆိုဟိုမှာဇောက်ထိုးဆွဲလာတဲ့ဟိုကောင်နိုင်ငံသားထထိုးဘောက်ထိုးအဲ့ဒီမှာမင်းတတ်လဲစားအောင်မယ်တိရစ္ဆာန်ကိုလည်းညှင်းမှန်းထားတယ်တောင်ပံကိုလိန်ပြီးတော့နောက်ကနေဇောက်ထိုးဆွဲလာအထိုးခံရတယ်ဖြစ်တဲ့နေတို့မှာဒီလောက်တောင်ယဉ်ကျေးမှုမရှိသေးဘူးကဘာနဲ့ရှင်ကြည့်ရင်တို့သိရှက်เสียကောင်းတယ်နော်ငါတို့ကိုးကွယ်တာဗုဒ္ဓဘာသာနော်အနှုညံ့ဆုံးအသိမ်မွေဆုံးအမြင့်မြတ်ဆုံးဘာသာကြီးကိုကိုးကွယ်ထားတာဒါပေမဲ့တို့ကိုကျင်တရားတွေတို့အသိဉာဏ်တွေတို့စိတ်ဓာတ်တွေဟာအမတန်ရိုင်းဆိုင်နေကြသေးတယ်နော်အဲ့တော့မျိုးသူမျိုးသားတွေရိုင်းနေတာငါတို့ရိုင်းတာနော်မှတ်တာနော်အခုဦးဇင်းကခင်ဗျားတို့တာဝန်ယူပြီးဒီမှာညှိနှိုင်းပြီးတော့မှအကြံဉာဏ်လာပေးရပြီခင်ဗျားတို့တခုခုချွတ်ရင်သူ့မင်္ဂလာနော်သူ့မင်္ဂလာအဖွဲ့ပဲလို့ပြောမှာသဘောပါလားမလို့ကျေးဇူးပြုပြီးတော့ဗျာနော်ကျုပ်ကတော့တာဝန်ခံထားပြီသဘောပါလားတာဝန်ခံမစဉ်းစားရတယ်ခင်ဗျားတို့စီလာမယ်ဆိုတော်တော်စဉ်းစားရတယ်ဩဝါဒပေးပါအောင်ဆိုရမ်းပေးလို့ဖြစ်တာမဟုတ်ဘူးပေးပြီးသွားပြီဆိုကိုယ့်လူတွေကဟုတ်ရလားကြည့်အောင်ပါခင်ဗျားတို့မဟုတ်တာလို့သမျှသူ့မင်္ဂလာဟုတ်ပြီနော်ဒီတိုင်းပဲတန်တွဲမြို့သူမြို့သားတွေကလေးလေးတွေရိုင်းနေတယ်ချင်းချင်းမှုရှိဘူးဩငါတို့ညံ့ငါတို့ရဲ့စီစဉ်ဆောင်ရွက်မှုငါတို့ရဲ့လမ်းညွှန်မှုတွေအားနည်းနေလို့ငါတို့ရှေ့ဆောင်လမ်းပြမှုမကောင်းလို့ဟုတ်ပြီနော်တို့အထက်ကလူကြီးတွေကိုလက်ညှိုးမထိုးနဲ့နော်ဘယ်သူကိုယ်တိုင်တာဝန်ယူရမှာဘယ်သူကိုယ်တိုင်တာဝန်ခံမယ်အဲ့တော့ဒီနေ့နှလုံးမဲ့အကြံဉာဏ်ပေးခြင်းပါတယ်အားလုံးနော်ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ဘာသာကိုယ်သာသနာနဲ့ကိုယ့်ရဲ့အဆင့်တန်းမြင့်မားဖို့လုံခြုံဖို့အေးချမ်းဖို့ချမ်းသာဖို့ဒါတွေအကုန်လုံးတသားတည်းသွားတာနော်တချို့ကနိုင်ငံရေးရဲ့ဘာသာရေးရဲ့လူမှုရေးရဲ့စီးပွားရေးရဲ့တကန့်စီထင်နေတာမဟုတ်ဘူးစီးပွားရေးဟာလည်းနိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်နေတာပဲလူမှုရေးနဲ့ဆက်နွယ်နေတာပဲဘာသာရေးနဲ့ဆက်နွယ်နေတာပဲအားလုံးကအပြန်အလှန်ချိတ်ဆက်မိနေတာဟုတ်ပြီနော်အဲ့တော့အခုသူတို့ကလူမှုဘဝမြင့်တင်ရေးနဲ့ဘာသာတရားအဆင့်အတန်းမြင့်မားရေးကိုကြိုးစားလိုက်ပြီဆိုတာနဲ့နိုင်ငံရေးရောစီးပွားရေးရောအားလုံးအဆင်ပြေသွားပါလိမ့်မယ်ကျင်သလားယုံကြည်တယ်နော်ဗုဒ္ဓဓမ္မကိုယုံသလားအခုဦးဇင်းပြောတဲ့စကားဒီဗုဒ္ဓကြီးအဆုံးအမတွေကထုတ်နှုတ်ပြီးအားလုံးနားလည်အောင်ပြောလိုက်တဲ့စကားဖြစ်ပါတယ်အဲ့တော့တာဝန်ယူတတ်မှတရားကောင်းတာဝန်ခံတတ်မှဒါပါပဲအားလုံးသာသနာနဲ့သက်ဆိုင်တဲ့လုပ်ငန်းမှန်သမျှငါတို့တာဝန်ရှိတယ်ဟုတ်ပြီနော်ဒီလူမျိုးတွေအကုန်လုံးအောက်တန်းကြတယ်ကြာငါတို့မှာတာဝန်ရှိတယ်ငါတို့မြို့နယ်ကြီးမတိုးတက်မဖွံ့ဖြိုးတာငါတို့ပုံမှာတာဝန်ရှိတယ်ကဲဘောပေါက်သလားနိုင်သလောက်ရသလောက်ကြိုးစားလုပ်ပါမြည်သူနဲ့မှပြဿနာမဖြစ်ပါစေနဲ့နော်ညီညွတ်အောင်လုပ်နိုင်ခြင်းဟာလေငါတို့ရဲ့တာဝန်ယူဖို့ပေါ်မှာမူတည်တယ်နော်ဥပမာဘာသာရေးအခုအများအကျိုးလုပ်ငန်းလုပ်ကြတော့မှတယောက်နဲ့တယောက်ကြည့်မရအောင်မုန်းကြပြီဆိုရင်ဒီလုပ်ငန်းကြီးဟာအောင်မြင်တယ်လို့ပြောလို့မရတော့ကိုယ့်ကိုအရက်ထဲတော့ပခုံးဘက်ပေါင်းနေကြတာဒီအလုပ်လုပ်ကြတော့မှတယောက်တယောက်ကြည့်မရတော့ဖြစ်တင်သလားမဖြစ်ပါစေနဲ့တယောက်နဲ့တယောက်ညှိနှိုင်းရိုင်းမင်းပြီးတော့စိတ်ဓာတ်မြင့်တင်ရေးနော်မီတင်လောက်ကြတယ်သူ့ယူဆကိုယ့်ယူဆလွတ်လပ်စွာတင်ပြပါလွတ်လပ်စွာညှင်းခုံပါညှင်းခုံပိုင်ခွင့်ရှိတယ်အားလုံးကသဘောတူကြလို့ဒါဆုံးဖြတ်ပြီးရင်တော့ကိုကျေနပ်နာမကျေနပ်နာဒါသဘောတူရမယ်အားလုံးသဘောတူပြီးသွားပြီဟုတ်ပြီโอเคမင်းယူဆကောင်းတယ်သူကောင်းကွက်ကိုပြန်ရှာပြန်လို့ရည်ရွယ်ချက်တူရင်လက်မတွဲနိုင်စရာအကြောင်းငါတို့အားလုံးကဘာအတွက်လဲသာသနာအတွက်ဟုတ်ပြီနော်အခုဒီနေ့နိုင်ငံတဝမ်းမှာမညီမညွတ်ဖြစ်နေကြတာတန်ခါချင်းလည်းမညီညွတ်လူချင်းလည်းမညီညွတ်သာသနာပြုအဖွဲ့ချင်းလည်းမညီညွတ်မြို့တစ်မြို့မှာသာသနာပြုဆွမ်းလောင်းတဲ့နှစ်သိန်းရှိရင်ကိုမတည့်ချင်ဘူးတန်တွဲပြောတာမဟုတ်ဘူးနော်တကယ်ဆိုဆွမ်းလောင်းတဲ့သူတရက်ကိုတရက်တာဝန်ယူလိုက်တယ်ဆိုဟာ2ရက်ငါတို့လောင်းနိုင်ပြီ
2 ရက်ထဲလောင်းနိုင်တော့တပတ်မှာ9 ရက်ရှိတာခမကျန်တဲ့9 ရက်ကငတ်ရမလားဟမ်သဘောပါသလားဟုတ်မှဦးဇင်းတို့ရန်ကုန်မှာသိသဘောကျတဲ့ကိစ္စလေးတွေရှိတယ်ဟိုလိုင်းမြို့နယ်တို့ကမာရုံမြို့နယ်တို့သွားတဲ့အခါကျတော့ဆိုင်းဘုတ်လေးတွေတွေ့တယ်ဒါဗုဒ္ဓဟူးဆွန်လောင်းတင်ဒါတနင်္ဂနွေဆွန်လောင်းတင်ဒါကျန်လာပြီဆိုမင်းတို့ညီကမင်းတို့နေ့တိုင်းရှိတာတင်မဗျာသူတို့ရက်ွက်လိုက်အဖွဲ့အစည်းတွေသူတရက်ကိုတရက်တောင်းဝင်ယူတာဩဒါဆိုဘုန်းကြီးတွေအဆင်ပြေတာဗောဟုတ်ဆိုမန္တလေးမှာတော့ဖိနေဥပေါင်းဆွန်လောင်းတင်နဲ့ဥပုံတွေဆွန်လောင်းတင်ပဲရှိတော့ဥပုံတွေပဲကောင်းကောင်းစားရတယ်ကွာကျန်တဲ့နေ့တော့ငတ်ဗောနှစ်သိန်းရှိတာပြဿနာလားဗျာသဘောပါသလားအဲ့ဒါပါပဲအကောင်းဆုံးဖြစ်အောင်ငါတို့ညှိနှိုင်းမယ်တိုင်ပင်မယ်ဆောင်ရွက်မယ်အကိုကြီးတို့ကဒီရက်တာဝန်ယူညီလေးတို့ကဒီရက်တာဝန်ယူမယ်ဗျာအကိုကြီးကဒါတာဝန်ယူလို့ဆိုကျွန်တော်တို့ကဟိုဟာလုံးမဗျာဥထံပဲ့ထံဟုတ်ကလားအကုန်လုံးဒီလိုသူ့တာဝန်ကိုတာဝန်နိုင်ရတာဝန်ယူတာဝန်ခံဆောင်ရွက်မယ်ဆိုရင်မတိုးတက်စရာအကြောင်းအားလုံးဘယ်သူနဲ့မှဘာပြဿနာမှမဖြစ်ပါစေနဲ့ညီညွတ်စွာအကျိုးပြုဆောင်ရွက်နိုင်တဲ့အဖွဲ့အစည်းလေးဖြစ်အောင်ကြိုးစားပေးပါနော်အဲ့တော့ငါတို့ဒီတန်တွဲမျိုးဤသာသနာတာဝန်ယူထားတဲ့သာသနာတာဝန်ခံပုဂ္ဂိုလ်တွေအဖြစ်နော်အမျိုးဘာသာသာသနာကိုကောင်းစွာစောင့်ရှောက်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဒီနေ့ဦးဇင်းတို့အကြံဉာဏ်ပေးတဲ့စကားဒီလောက်နဲ့ပဲညီကုန်းချုပ်ပါမယ်ဒီရင်ရဆရာတော်အားသင်္ကန်းဆက်ကထူထားရဖြစ်ပါတယ်။ဥညီဉာဏ်မှသင်္ကန်းဆက်ကထူထားပြီးပါရရစ်တဲ့ရတာပါပဲဗျာ။သင်္ကန်းထုတ်လိုက်ထုတ်ဘူးဖွင့်ဟုတ်ပြီအားလုံးကိုစားဟုတ်လားကဲအားလုံးကလည်းအာယုံပြုကိုယ်တိုင်ကိုယ့်လက်ထဲမှာကင်ထားသလိုအာယုံပြုပြီးကတ်မယ်ဆိုရင်ထတ်တူထတ်မြတညီတညွတ်ထဲကုသိုလ်ရပါတယ်ကတ်တဲ့ဟောဒီတစုံနဲ့ပဲတယောက်ချင်းကကိုယ်တိုင်ကတ်သလိုအာယုံပြုထားရင်လူတိုင်းကတ်သလိုထတ်တူကုသိုလ်ရတယ်ဟုတ်ပြီနော်ကဲအားလုံးအာယုံပြုလိုက်ဆိုဗန္တိသန္တာရဝတ္တဒုက္ခတောမောဇနထာယဣမံစီဝရံသံဃသဓေမအရှင်ဖယားတပည့်တော်တို့သည်သန္တရာဝတ်ဆင်းရဲ့ဒုက္ခအပေါင်းမှကျွတ်လွတ်လို၍တပည့်တော်တို့ဤလက်၌ရှိသောဤသင်္ကန်းကိုဖယားအမှုရှိသောသံဃာတော်အရှင်မြတ်တို့အားရည်မှန်း၍လူဒန်းပါ၏အရှင်ဘုရားဤကောင်းမှုသည်ဒုက္ခခတ်သိမ်းကင်းငြိမ်းရာအမှန်မြတ်နိဗ္ဗာန်ကိုရကြောင်းအထောက်အပံ့ဖြစ်ပါစေသာအရှင်မြတ်ဘုရားနိဗ္ဗာန်တ္တပစ္စယောဟောတုတေသာဓုဒီရင်ရဒီလက်ချပြပြလို့ရဖြစ်ပါတယ်။ကြည့်လိုက်စို့အရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုသာသနာတော်အားထောက်ပံ့သောအဖြစ်ပြုလုပ်ကြရသောဒါနသီလဘာဝနာကောင်းမှုအဖျားဖျားတို့သည်သန္တရာဝတ်ဆင်းရဲ့ဒုက္ခအပေါင်းမှကျွတ်လွတ်လို၍ပြုလုပ်ကြပါကုန်၏အရှင်ဘုရားယနေ့ယခုပြုလုပ်အပ်သောကောင်းမှုအစွစုတို့၏အဖို့ဘာကကိုအထူးအားဖြင့်မိခင်ဖခင်ကျေးဇူးရှင်
နှင့်ဆရာသခင်တို့အားအစထား၍32ပုံကျင်လေကုန်သောဒုက္ခိတဒုက္ခိတတတ္တဝါပေါင်းတို့အားကုသိုလ်အမြတ်ပေးဝေငှပါကုန်၏ထိုတတ္တဝါပေါင်းတို့သည်ဘုရားတပည့်တော်တို့နှင့်ကောင်းမှုအဖို့ကိုထပ်တူထပ်မျှအမြရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာစွာနှင့်သစ္စာဉာဏ်အလင်းပွင့်လင်းပါစေတည်းအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအားလုံးသောသူတော်ကောင်းပေါင်းတို့စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပြည့်စုံစွာနဲ့ယနေ့ယခုအချိန်ကစ၍အမျိုးဘာသာသာသနာအတွက်တာဝန်ယူနိုင်သောတာဝန်ခံတတ်သောအမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်ကြပါစေဗုဒ္ဓမြတ်စွာသာသနာရောက်ဝါနေထက်လင်းစေသောဗုဒ္ဓမြတ်စွာသာသနာရောက်ဝါနေထက်လင်းစေသောဗုဒ္ဓမြတ်စွာသာသနာရောက်ဝါနေထက်လင်း